ရှင်ဒီဟာဆိုလို့ရှိရင်ပေါ့နော်တပူးလုံးထည့်ကြမလို့ပါဘူး 0.8 လီတာထည့်ရပါမယ်အခုသူမှပါတာ1လီတာပေါ့နော်1လီတာလုံးစံကထဲကိုထည့်လို့မရပါဘူး800မီလီလီတာပဲထည့်ရမှာပေါ့နော်ကျွန်တော်ကအင်ဂျင်1မလဲခင်အင်ဂျင်တန်းစေအရင်သုံးပါတယ်အင်ဂျင်တန်းစေကအင်ဂျင်1နှစ်ခေါက်3ခေါက်လောက်လဲပြောလို့ရှိရင်တစ်ခါသုံးပေးသေးတယ်ပေါ့နော်ဒါတော့ကျွန်တော်သုံးမဲ့ Honda အင်ဂျင်1ပါခုအင်ဂျင်1ဖောက်ချလို့ပြသွားပြီဆိုလို့ရှိရင်ဒါလေးပြန်ပိတ်ပေးလိုက်ပါမယ်ဒါလေးပြန်ပိတ်ပြီးတော့ရှင်အင်ဂျင်ဆေးရထည့်မယ်ပေါ့နော်10မိနစ်ခန့်ဆက်နှိုးထားပေးလိုက်ပါဒီပါဆွဲရမျိုးမလုပ်ပါနဲ့မောင်းထောက်ရတာမျိုးမလုပ်ပါနဲ့ဒီတိုင်းပဲဆက်လေးကိုဒီလိုမျိုးပဲနှိုးထားပေးရမှာပေါ့နော်ဒါတော့အင်ဂျင်ဆေးပြီးတော့အင်ဂျင်ဆေးရပြန်ဖောက်လိုက်တဲ့အနေအထားဖြစ်ပါတယ်ဒီ injection cleaner တွေကစီတိုင်ကြီးထဲထည့်ရအောင်ပေါ့နော်တပူးလုံးလောင်းထည့်လိုက်ပါဒီလိုမျိုးထည့်ပေးတာစီ injection ထဲမှာရှိတဲ့ဒီကာဗွန်ဂျိုးတွေကိုဖယ်ရှားရှင်းလင်းပေးတယ်ပေါ့နော်ဒါကောင်းပါတယ်အယုံဆွဲလဲကောင်းလာတယ်ပေါ့နော်ဒီဟာလေးထည့်ပြီးလို့ရှိရင်မော်နော်အင်ဂျင်1ထည့်တော့ပေါ့နော်သူဟာဒီမှာဘလောက်မီလီလီတာပြဟာပေါ့နော်အဲဒါဆိုကျွန်တော်ကလည်းတော့နီတိုင်းပဲမှာခွက်လေးနဲ့အောင်ပြီးတော့ထည့်လိုက်ပါတော့ခွက်မှာကျတော့ဒါဒီခွက်900မီလီလီတာပေါ့နော်နောက်ထပ်300မီလီလီတာထပ်ထည့်ရအောင်ပေါ့နော်အခုဆိုရင်တော့အင်ဂျင်1လဲပြီးသွားပြီပေါ့နော်ဒီမှာလဲပြီးသွားဆိုတော့ဆက်လေးချက်လောက်နှုတ်ကြည့်လိုက်ပါ